လုပ်ငန်းခေါ်သည်ဘာသာရေးလူမှုရေးများမချမ်းအများကောင်းညို့တဲ့ဘိုးကဆောင်ရွက်ကြသည်မပရာဟိတလုပ်ငန်းခေါ်သည်မြတ်သူတို့စိတ်ထဲမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်မြတ်သူတို့လူတိုင်းမှာကိန်းအောင်တဲ့တီပရာဟိတစိတ်ကလေးတွေမွေးလို့နေပါသည်သူစင်မြတ်တာတရားတရားကတည်းတီတသားရလည်းအတုံးကြီးတွေပဲရှယ်ပဲเนาะမှုရင်းတာအနံလေးခွာအောင်12နှစ်ပြည့်သွားပြီเนาะအခွာဆုံးတာ12နှစ်ပြည့်ကိုယူပြီးတော့တူတာတာရုပါအဲ့ဒီတရားရယ်လို့အကုန်အန်ဒီပက်ကဘယ်နှယောက်ရှိလဲ